Hello မင်္ဂလာပါကလေးတို့ရေဒီနေ့တစ်ချက်တင်ပြပေးမယ့်ဒီကလေးကတော့ထဆင်တူဖြစ်ပါတယ်ထဆင်တူဒီလေးကိုမတင်ကြခဲ့ရေဆိုဒီကပြလေးကိုနားထောင်ကြည့်ရအောင်နော်နာမည်ကထဆင်သူအတန်ကထဆင်သူလေးကနှစ်ချက်ဆွဲပါတယ်အောက်ကနေစပြီးရဆွဲတယ်ဝါလုံးလေးအရေးကြီးတယ်ပြီးရင်သူ့ရဲ့ဘေးထိတ်ကလေးကနေခြေတို့ကနောက်ထပ်ဝါလုံးလေးတစ်လုံးထပ်ဆွဲတယ်ထဆင်သူထဆင်သူလေးကိုအဆွဲလေးကိုမှတ်မိသွားအောင်အရောင်လေးတစ်ချက်နဲ့အတူလိုက်ရှယ်ကြည့်မယ်နော်ခြေတို့ကအောက်ကနေစပြီးတော့ရှယ်ပါမယ်တစ်ပတ်ပြည့်အောင်ဝါလုံးလေးတစ်ပတ်ပြည့်အောင်ရှယ်မယ်တစ်ချက်ပြီးရင်အဲ့ဒီဘီထိတ်ကလေးကနေနောက်ထပ်အောက်ကိုတစ်ချက်ဆွဲပြီးတော့တွားဆက်မယ်နှစ်ချက်ကဲအဲ့လိုလေးဆွဲပြီးတော့ထားစင်လို့ဆွဲလို့မှတ်မိသွားပြီဆိုရင်ဘီစလုံးလေးဆက်ဆက်ကြည့်အောင်ထားထမင်းထားထမ်းပေထားထိုင်ခုံထားထောပတ်ဟောဘီစလုံးလေးတွေကိုမှတ်မိသွားအောင်အရောင်လေးပါရှယ်ကြည့်လို့ရတယ်နော်အရောင်လေးတစ်ချက်ကြည့်ပဲပြီးလို့ရှိရင်ဒီရှယ်တို့အမြင်အကွက်ကလေးတွေထဲမှာလွတ်လွတ်လပ်လပ်ဒီရှယ်နဲ့အတူလိုက်ရေးကြည့်မယ်နော်ထားစင်တူဒီရှယ်နှစ်ချက်ဒီရှယ်နှစ်ချက်ထားစင်တူထားစင်တူတန်လေးရတော့ထနော်ကဲ tracer လေးလုပ်ကြည့်အောင်ဒီရှယ်နဲ့အတူတူလိုက်ပြီးတော့ရေးကြည့်မယ်နော်တစ်ချက်နှစ်ချက်ဆွဲပါတယ်ထားစင်လူကထားစင်2အောက်ကနေစဆွဲမယ်တစ်ချက်နှစ်ချက်အောက်ကနေဆွဲမယ်တစ်ချက်နှစ်ချက်အောက်ကနေစဆွဲမယ်တစ်ချက်နှစ်ချက်ဒီရှာလေးဆက်အောင်ဆွဲမယ်နော်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်ကဲ tracing လုပ်ပြီးပြီဆိုတော့ဒီချက်နဲ့အတူတူကဲလေးချောင်းမြင်းထဲမှာနော်လေးလက်သားလေးလှပသွားအောင်လိုက်ပြီးတော့လေးကျင့်ကြည့်ရအောင်နော်တစ်ချက်နှစ်ချက်ဆွဲမယ်နော်ထားစင်2တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်ချင်းနဲ့ဒီနေ့တူလိုက်ပြီးရေးခဲ့ရတဲ့တသားမီမီတို့ကိုဒီချိန်ကကျေးဇူးတင်ပါတယ်ဒီချက် YouTube channel လေးကိုလည်း subscribe လုပ်ပြီးလို့ရပါတယ်နော်